မင်္ဂလာပါရှင်ဒီနေ့ဖတ်ပြမယ့်စာအုပ်ကတော့ Henry Bernstein ရေးသားထားပြီးဒေါက်တာနှွဲကေခိုင်ဘာသာပြန်ဆိုထားတဲ့ Class Dynamic of Agrarian Chain စိုက်ပျိုးစီးပွားလောကအပြောင်းအလဲများကြားမှလူဒန်းစားသဘောဆွဲစာအုပ်ပဲဖြစ်ပါတယ်အဲဒီစာအုပ်ထဲကအခန်း3ကိုလိုနီပြုခြင်းနှင့်အရင်းရှင်စနစ်ကိုလိုနီပြုပုံအစဉ်စဉ်အပိုင်းကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကိုလိုနီပြုခြင်းနှင့်အရင်းရှင်စနစ်မြည်သည့်အချိန်ကအရင်းရှင်စနစ်ပေါ်ပေါက်လာပြီးကမ္ဘာကိုမြည်သို့လွှမ်းခြုံသွားခဲ့သည်အရကမ္ဘာနှံတွင်မြည်သို့မြည်ပုံပြောင်းလဲလာခဲ့သည်ဆိုသည့်သမိုင်းသုံးသက်ချက်များမှာများစွာပင်ရှုပ်ထွေးနှံ့နေပြီးအမည်အမျိုးမျိုးလဲကွဲကြသည်ဤအခန်းတွင်ခေတ်သစ်ကမ္ဘာဖြစ်ထွန်းပေါ်ပေါက်လာရာတွင်အရေးကြီးဆုံးဟုယူဆနိုင်သောအကြောင်းအရာများသာကောက်နှုတ်ဖော်ပြပါမည်အထူးသဖြင့်လက်တင်အမေရိကအာရှနှင့်အာဖရိကတိုက်တို့တွင်ကိုလိုနီစနစ်အသီးသီးအချိန်မတူဘဲဝင်ရောက်လာကြပုံများနောက်ဆက်တွဲအကျိုးဆက်များကိုတင်ပြသွားပါမည်ကိုလိုနီပြုပုံအစဉ်စဉ်မြေရှင်ပရိသတ်စနစ်နှင့်ကုန်သွယ်စီးပွားအရင်းရှင်စနစ်16ရာစုဥရောပကိုပို၍ကြီးကျယ်လာစေရေးဟူသောစိတ်ကူးအကြံများချဲ့ထွင်လာကြပုံများနှင့်အခြားကမ္ဘာဒေသကြီးများကိုကိုလိုနီပြုခြင်းများသည်မူလကဥရောပတွင်ရှိနေသောမြေရှင်ပရိသတ်စနစ်၏ပြဿနာများနှင့်သက်ဆိုင်သလိုကုန်သွယ်စီးပွားအရင်းရှင်စနစ်ကြီးထွားလာခြင်းနှင့်လည်းဆိုင်သည်အခန်းနှင့်16ရာစုတွင်ကိုလိုနီအုပ်ချုပ်ရေးကိုကရစ်ဘီယန်ဒေသနှင့်လက်တင်အမေရိက၏နေရာများစွာတွင်စတင်ထူထောင်ခဲ့ကြသည်စပိန်သည်ဤဒေသများကိုသိမ်းယူပြီးနောက်ကိုလိုနီအုပ်ချုပ်ရေးထူထောင်နိုင်ခဲ့ရာဒေသတွင်လူဦးရေအချိုးအစားများနှင့်ဂေယစနစ်များအကြီးအကျယ်ပြောင်းလဲလာခြင်းများစီသို့ဦးတည်ခဲ့သည်ဥရောပမှအနောက်ဘက်ခြမ်းသို့နယ်မြေသစ်ရှာဖွေရေးအတွက်စိတ်အားထက်သန်မှုများကြောင့်အနောက်အင်ဒီးစ်ကိုရှာဖွေတွေ့ရှိခဲ့ပြီးနောက်ပီရူးနှင့်မက္ကဆီကိုမှငွေတပ်တုမိုင်းများကိုအကြီးအကျယ်တူးဖော်ခြင်းစီဆိုက်ရောက်ခဲ့သည်ဌာနေတိုင်းရင်းသားများကိုအတင်းအဓမ္မခိုင်းစေခြင်းများကိုဆိုးရွားစွာကျင့်သုံးခဲ့သည်စပိန်နှင့်ပေါ်တူဂီတို့၏ပြည်တွင်းစီးပွားရေးနှင့်ပြည်ပကုန်သွယ်ရေးတို့ကိုအကြောင်းပြုပြီးဘရာဇီးမှာကိုလိုနီသိမ်းပိုက်ခံနိုင်ငံဖြစ်လာခဲ့သလိုဥရောပအနောက်မြောက်ပိုင်းမှနိုင်ငံငယ်ကလေးများဖြစ်သောဟော်လန်နှင့်အင်္ဂလန်တို့ကလည်းပြိုင်ဆိုင်မှုများအသေးအတန်ပြုကြပြီးစိုက်ပျိုးစီးပွားအရင်းရှင်စနစ်ကိုတိုးချဲ့၍နယ်မြေသစ်များကိုအုပ်စီးကြပြီးတစ်စက်တည်းတွင်စက်မှုအရင်းရှင်စနစ်နှင့်နယ်မြေသိမ်းယူမှုများတပြိုင်တည်းဖြစ်လာခဲ့သည်ကုန်သည်များငွေဝယ်ကြိုများနှင့်စိုက်ခင်းများ18ရာစုများ19ရာစုသို့ရောက်သောအခါကိုလိုနီနယ်ပယ်ချဲ့ထွင်ခြင်းကိုပုံစံတစ်တစ်မျိုးဖြင့်ပြုလုပ်လာကြသည်ဗြိတိရှားတို့၏မြောက်အမေရိကနှင့်ကရစ်ဘီယန်ရှိဗြိတိရှားနှင့်ဒတ်ချ်တို့၏ကုန်ထုတ်လုပ်မှုနှင့်ကုန်သွယ်ရေးအကျိုးစီးပွားများသည်ထိုခေတ်၏ကိုလိုနီတရုတ်တကံဖြစ်သည်မြောက်အမေရိကကိုဗြိတိရှားတို့သိမ်းယူပြီးနောက်ဗာဂျီးနီးယားသည်စိုက်ပျိုးအခြေပြုစီးပွားကိုထူထောင်ခဲ့ပြီးဥရောပမှအလုပ်သမားများကိုအမေရိကသို့တင်သွင်းလာသည်ထို့နောက်အာဖရိကမှကျွန်များ၏လုပ်အားကိုသုံးခဲ့သည်ဆေးရွက်ကြီးနှင့်ဝါကုန်းမှာအမေရိကန်ကိုလိုနီနယ်များမှအဓိကထွက်ကုန်ဖြစ်ပြီးတကြားမှာကရစ်ဘီယန်မှထုတ်လုပ်သည်ထိုသီးနှံများမှာပြည်ထရှားစီးပွားရေးအတွက်လွန်စွာအရေးကြီးလာပြီးထိုကိုလိုနီနယ်များမှရသောဝင်ငွေသည်ပြည်တင်၏ကြီးထွားလာသောစက်မှုလုပ်ငန်းများတွင်ပြန်ထည့်မိအရင်းဖြစ်ပြီးအာရှကိုလိုနီနယ်များမှရသောဈေးကြီးသည့်ဟင်းခတ်အမွှေးအကြိုင်များနှင့်ပိုးထည်များထပ်ပင်အရေးပါသည်မြောက်အမေရိကနှင့်ကရစ်ဘီယန်တို့ကိုဗြိတိရှားတို့ကကိုလိုနီပြုလိုက်ခြင်းအကျိုးဆက်မှာနိုင်ငံတကာကုန်သွယ်ရေးပုံစံတစ်တရက်ပေါ်လာခြင်းဖြစ်သည်ကိုလိုနီနယ်များတွင်အကြီးစားစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ပြီးရရှိလာသည့်ကုန်ကြမ်းကိုဥရောပရှိစက်ရုံအလုပ်ရုံများစီပြန်ပို့သည်အာဖရိကမှငွေဝယ်ကြိုများကိုအမေရိကန်နှင့်ကရစ်ဘီယန်ရှိစိုက်ခင်းများတွင်သုံးရန်စုဆောင်းကြသည်တဖန်ဥရောပမှထွက်လာသောကုန်များကိုရောင်းချရန်ကိုလိုနီနယ်များတွင်ဈေးကွက်ပြန်ရှာကြသည်ဥ
ပထမဆုံးအာဖရိကမှကျွန်းများကိုပို့ဆောင်သည့်နေရာမှာဘရာဇီးမှကြံစိုက်ခင်းများဖြစ်သည်ကရစ်ဘီယန်ကမ်းရိုးတန်းနှင့်ကျွန်းများတွင်ကျွန်းအယောင်အဝယ်ကိုပြန့်နှံ့ဦးဆောင်ခဲ့သူမှာဒက်ရှ်ဖြစ်ပြီးဟော်လန်မှကုန်သည်များနှင့်တကြားကိုတန်ဖိုးမြင့်အချောထုတ်သောလုပ်ငန်းရှင်များ၏ဝယ်လိုအားကိုကရစ်ဘီယန်စိုက်ခင်းများကဖြည့်တင်းစေသည်လက်ရှိအမေရိကန်ပြည်ထောင်စုတောင်ပိုင်းဟုသိကြသောအရက်တွင်ကျွန်းကိုသုံးသည့်စိုက်ခင်းကြီးများတည်ထောင်ခဲ့ကြသူများမှာဗြိတိရှများဖြစ်ကြသည်ကိုလိုနီနယ်ပယ်ချဲ့ထွင်မှုများနှင့်ဥရောပ၏တနအုပ်စာတိုးပွားလာမှုများအဆက်အဆက်ကိုကြည့်လျှင်19ရာစု၏ဒုတိယနှစ်50သည်ဥရောပ၏နိုင်ငံတကာကုန်သွယ်ရေးကျဆင်းသွားသောအချိန်ဖြစ်ပြီးပြည်ပရောက်ဥရောပကုန်သွယ်ပွဲစားကုမ္ပဏီများစီးပွားကျလာခဲ့သည်ထိုရိုင်နှင့်လာမှုမှာဥရောပတွင်ဖြစ်ပျက်နေသောမတည်ငြိမ်သည့်အခြေအနေများနှင့်သက်ဆိုင်သည်မာကင်တိုင်စနစ်ကုန်သွယ်ရေးပြိုင်ဆိုင်မှုများမှာဥရောပတစ်နိုင်ငံနှင့်တစ်နိုင်ငံကြားပြင်းထန်လာကြသလိုပင်လယ်ပြင်တွင်လက်နက်ချင်းရှင်ပြိုင်ကြသည့်အဖြစ်များပေါ်ပေါက်လာသည်18ရာစုသည်ဥရောပသားတို့၏နယ်မြေချဲ့ထွင်မှုကိုအကြီးအကျယ်ပြိုင်ဆိုင်လာကြပြန်ပြီစီးပွားရေးနလန်ထလာခြင်းလည်းဖြစ်သည်နောက်အာဖရိကမှကျွန်းများကိုအတ္တလန္တိတ်လမ်းကြောင်းမှပို့ပြီးရောင်းချခြင်းများစွာကြီးထွားလာသည်ဥရောပမှနယ်မြေရှာဖွေရန်စွန့်စားသူများကုန်သည်များသည်နယ်မြေသစ်များရှာဖွေပြီးအာဖရိကကမ်းရိုးတန်းတစ်လျှောက်နှင့်အာရှတစ်ခွင်လုံးတွင်ကုန်သွယ်စီးပွားချဲ့ထွင်ရေးကိုလုံးပန်းခဲ့ကြသည်ထိုကဲ့သို့16ရာစုမှစကာတွင်ကျယ်လာခဲ့သောနယ်မြေချဲ့ထွင်ခြင်းများကြောင့်ဥရောပကိုလိုနီနယ်ချဲ့နိုင်ငံများအချင်းချင်းကြားလက်နက်ကိုင်တိုက်ပွဲများဖြစ်ကြသလို၎င်းတို့တွားရအုပ်ချုပ်ရန်ကြိုးစားကြသောဒေသများမှနယ်မြေခံတော်လှန်ရေးသမားများနှင့်စစ်မှတ်ဖြစ်ပွားခြင်းလည်းရှိခဲ့သည်အိန္ဒိယနှင့်ကနေဒါကိုထိန်းချုပ်ခွင့်ရအောင်အပြိုင်ကြိုးစားကြရာတွင်ပြင်သစ်ကိုဗြိတိရှတို့ကအနိုင်ရခဲ့သည်18ရာစုအလယ်တွင်မူဥရောပကိုလိုနီနယ်ချဲ့နိုင်ငံများ၏တစ်ကမ္ဘာလုံးပြန့်နှံ့မှုနှင့်တင်းမာသောပြိုင်ပွဲများထင်တိုင်းကျဲသောခေတ်သို့ရောက်ခဲ့ကြသည်အချုပ်အားဖြင့်ဆိုရသော19ရာစုနှင့်18ရာစုသည်ဥရောပဩဇာကိုချဲ့ထွင်နိုင်မှုအမြင့်ဆုံးကာလဖြစ်ပြီးနိုင်ငံတကာတွင်ဖြန့်ကျက်ပြီးလောက်အားကိုအပိုင်းလိုက်ခွဲထုတ်ပစ်ခြင်းများတိတိတသာစတင်အသက်ဝင်လာသည်ကိုလိုနီနယ်မြေများကိုသိမ်းပိုက်ရာတွင်ဥရောပနိုင်ငံအစိုးရများကိုယ်တိုင်ဆင်နွှဲခြင်းထက်ဥရောပသားကုန်သွယ်ရေးကုမ္ပဏီများကဥဆောင်စစ်ဆင်နွှဲကြသည်ထိုအထက်တွင်စပိန်နှင့်ပေါ်တူဂီကမူချွင်းချက်ဖြစ်သည်ထိုအချိန်ကဥရောပနိုင်ငံအစိုးရများက၎င်းတို့၏ကုန်သွယ်ရေးတပ်များဖြစ်ကြသောကုမ္ပဏီဥပမာဗြိတိရှရှေ့အိန္ဒိယကုမ္ပဏီတို့ကိုအထောက်အပံ့ပေးထားပြီးနိုင်ငံရေးတန်တမာရေးစစ်ရေးအထူးသဖြင့်ရေတပ်အင်အားဖြင့်ကြောထောက်နောက်ခံပေးခဲ့သည်စက်မှုအရင်းရှင်စနစ်နှင့်ခေတ်သစ်ကိုလိုနီနယ်ချဲ့ခြင်း19ရာစုနှင့်20ရာစု19ရာစုအတွင်းအရင်းရှင်စနစ်ကမောင်းနှင်သောကမ္ဘာစီးပွားရေးအခြေအနေမှာစက်မှုလုပ်ငန်းများဒီရေလားတိုးတက်လာခြင်းကြောင့်တမိုင်းချိုးအကွေ့တစ်ခုသို့ရောက်ရှိလာခဲ့သည်1880ကျော်ခုနှစ်မှာစက်မှုအရင်းရှင်စနစ်၏အရေးကြီးသောမှတ်တိုင်တစ်ခုဖြစ်ပြီးဒုတိယစက်မှုတော်လှန်ရေးပေါ်ပေါက်ခဲ့သောနှစ်လည်းဖြစ်သည်အချိန်အခါအရကုန်ချောအဖြစ်ပြောင်းလဲမှုကုန်ချောကိုထုတ်လုပ်မှုတို့အတွက်အပူပိုင်းဒေသများမှစိုက်ပျိုးရေးထုတ်ကုန်များပမာဏကြီးမားစွာလိုအပ်လာကြသည်1980ကျော်နှစ်များတွင်ကမ္ဘာတစ်လွှားကိုလိုနီနယ်မြေများမှတယံဇာတထုတ်ယူမှုများအစမတန်ပြင်းထန်လာသည်ကိုလိုနီစိုက်ခင်းများလယ်သမားတို့၏လယ်ယာများနှင့်တပ်တူထူပေါ်ခြင်းလုပ်ငန်းများနှင့်အတူထိုလုပ်ငန်းများမှထွက်ကုန်များကိုကမ္ဘာစည်းကွက်နှင့်ချိတ်ဆက်နိုင်သောမီးရထားတင်းဘောစသည့်အခြေခံအဆောက်အဦများတိုးချဲ့လာကြသည်ကိုလိုနီနယ်ချဲ့ခြင်း၏နောက်ဆုံးအတုပ်တွင်မီးကုံရန်ကုန်နယ်မြေကုံတိုးချဲ့ကြသည်ဆာဟာရအာဖရိကအရှေ့တောင်အာရှနှင့်အနောက်အာရှကိုကိုလိုနီဥရောပနိုင်ငံများကဆောင်ရွက်ရာတွင်ကုန်သွယ်ရေးကုမ္ပဏီများကိုကြားခံပြီးမဆောင်ရွက်တော့ဘဲအစိုးရများကိုယ်တိုင်ပါဝင်လာကြသည်ဗြိတိရှစက်မှုလုပ်ငန်းများကိုဗြိတိရှအင်ပါယာကပံ့ပိုးပေးထားသည့်အချိန်တွင်ဂျာမနီနှင့် US တို့၏စက်မှုစည်းဝါးကလည်းဗြိတိရှတို့ကိုလျင်မြန်စွာအမီလိုက်ပြိုင်လာသည်အရှေ့အာရှတွင်ဂျပန်သည်ပထမဆုံးအနောက်နိုင်ငံမဟုတ်သည့်စက်မှုအင်အားကြီးနိုင်ငံဖြစ်လာသည်ကိုလိုနီခေတ်၏နောက်ဆုံးလှိုင်းခတ်သွားသောနေရာမှာအာဖရိကဖြစ်သည်
1896တွင်ဥရောပနိုင်ငံများသည်အာဖရိက၏10%ခန့်ကိုသိမ်းယူထားကြပြီးထိုနယ်မြေများမှာမြေထဲပင်လယ်နှင့်ထိစပ်နေသောအာဖရိကမြောက်ပိုင်းနှင့်ယခုတောင်အာဖရိကနိုင်ငံဖြစ်လာသည့်ကိုလိုနီနယ်ဖြစ်သည်1900ခန့်လောက်တွင်အာဖရိက၏90%ကျော်ကိုဥရောပနိုင်ငံများကသိမ်းပိုက်လိုက်ကြပြီအာဖရိကသည်အစိတ်စိတ်ကြေမွခဲ့လေပြီဘာလင်တွင်1884-1885တွင်ကျင်းပသောဥရောပကိုလိုနီနိုင်ငံများ၏ကွန်ဖရင့်တွင်ထိုအစိတ်အပိုင်းခွဲယူလိုက်ကြခြင်းကိုသဘောတူလိုက်ကြသည်ထိုနောက်ပိုင်းတွင်ကိုလိုနီနယ်ချဲ့နိုင်ငံများသည်စီးပွားရေးပွင့်လင်းလာမှုများကိုတည်ရစ်ပြီးတည်ခံစားခဲ့ကြတော့လဲနောက်ဆုံးတွင်စက်မှုအရင်းရှင်စနစ်ကခေတ်သစ်ကမ္ဘာစီးပွားရေးကိုပုံစိုးပန်းစိုးဆွဲချသွားသောအခြေအနေတစ်ရပ်ကိုကြုံခဲ့ရသည်ဤအဖြစ်အပျက်ကြီးမှာ19ရာစုနှောင်းပိုင်း1883-1896ကြားကာလတွင်ဖြစ်သောစီးပွားပျက်ကပ်ကြီးဖြစ်သည်ထို့ရာတွင်မကြာမီပင်ကိုလိုနီစက်မှုအရင်းရှင်စနစ်သည်ပြန်လည်ခေါင်းထောင်လာပြီး1896-1914ကာလများတွင်ရွှေရောင်နှင်းရက်များသို့ရောက်ရှိခဲ့သည်19ရာစုနောက်ပိုင်းဥရောပစီးပွားပျက်ကပ်နောက်ပိုင်းတွင်သမိုင်း၏အရေးကြီးသောအချိုးအကွေ့တစ်ခုကိုရောက်ရှိခဲ့ပြန်သည်ဟုလီနင်ကဆိုသည်အရင်းရှင်စနစ်သည်ယခင်ကကိုလိုနီနယ်မြေများတွင်အပြိုင်အဆိုင်အနိုင်ကျဲရေးဖြစ်ခဲ့ရာမှလဝါကြီးအုပ်နိုင်သောအင်ပါယာများသာလျှင်ဆက်လက်နယ်မြေထိန်းထားနိုင်သောခေတ်သို့ရောက်လာခဲ့သည်တနအုပ်စာကိုဗန်များနှင့်ခိုင်မာစွာချိတ်ဆက်ထားသည်စက်မှုကော်ပိုရေးရှင်းကြီးများထံတွင်စုစည်းမိလာပြီးကိုလိုနီနိုင်ငံများသည်အင်ပါယာတစ်ဖွဲ့ဖြစ်လာသည်တို့ရာတွင်ထို့သို့နိုင်ငံကြီးများကလဝက်ကြီးအုပ်မှုများစိုးမိုးလာတော့လေပြိုင်ဆိုင်မှုများလုံးဝပျောက်ပြတ်သွားသည်တော့မဟုတ်ပေပို၍အချင်းချင်းတိုက်ခိုက်မှုများပြင်းထန်လာကအန်ဒီယယ်လည်းပိုများလာသည်ထို့အပြိုင်ဆိုင်များသည်နောက်ဆုံးတွင်ပထမကမ္ဘာစစ်1914သို့ဦးတည်သွားသည်ထိုအချိန်ကအဖြစ်အပျက်များသည်လီနင်ကိုလိုနီအင်ပါယာများဟူသောသီယိုရီကိုရေးရန်နှိုးဆွပေးခဲ့သည်ယခုဖြစ်ပျက်နေပုံများမှာယခင်ကိုလိုနီနယ်ချဲ့လိုင်းများနှင့်မတူဟုလီနင်ကမြင်သည်ယခုခေတ်ကိုလိုနီနယ်ချဲ့များသည်မိမိတို့ထံမှထွက်သောကုန်ပစ္စည်းများကိုရောင်းချစရာနယ်မြေသစ်များကိုရှာဖွေကြရာတွင်အကြောင်းတရားနှစ်ရပ်ရှိသည်ဟုယူဆသည်အကြောင်းတရားတစ်ခုမှာကိုလိုနီနိုင်ငံများသည်ဓနဥစ္စာကိုတောက်လျှောက်အတော်မသက်ရှာဖွေလိုကြပြီးမိမိတို့စက်မှုအရင်းရှင်စနစ်ထဲအရင်ပြန်ထည့်လိုကြသည်တစ်ချိန်တည်းတွင်မိမိတို့ထုတ်လိုက်သောကုန်စည်များအတွက်နိုင်ငံခြားစည်းကွက်ကိုရှာလိုကြသည်ဒုတိယအကြောင်းတရားတစ်ခုမှာဥရောပတိုက်အတွင်းပြန်လည်ရင်းနှီးမြှုပ်နှံမှုမှရသောအခါအပြိုင်ဆိုင်များသောကြောင့်အမျက်အစွန်းမှာမမြင့်မားလာသဖြင့်ရေကြားမြေကြားတွင်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေလိုခြင်းဖြစ်သည်လီနင်၏အင်ပါယာသီယိုရီကိုများစွာပင်ဝေဖန်ရှုတ်ချသူများရှိကြသည်ထိုသူများကလီနင်၏အင်ပါယာအမည်နှင့်ဆက်လျင်း၍သုံးသက်ချက်များအပေါ်တွင်၎င်းလက်တွေ့နှင့်ထင်အပ်ခြင်းရှိမရှိအပေါ်တွင်၎င်း ideology သဘောကို၎င်းဝေဖန်ခဲ့ကြသည်ထိုဝေဖန်ချက်တစ်ခုမှာအင်ပါယာချဲ့ထွင်ခြင်းစီးရင်တစ်ခုတည်းတွင်နိုင်ငံများကိုစုပြီးလီနင်ကထည့်သွင်းစဉ်းစားလိုက်တော့လေဥရောပနိုင်ငံများ၏အရင်းရှင်စနစ်ကြီးထွားလာပုံမှာတစ်နိုင်ငံနှင့်တစ်နိုင်ငံမတူကြသလို၎င်းတို့၏ကိုလိုနီနယ်မြေပိုင်ဆိုင်မှုပမာဏမှာလည်းအချို့အစားခြားနာကြောင်းဖြစ်သည်ဖြစ်တဲ့ကိုကြည့်လျင်အခြားသောနယ်ပယ်များသို့သွားကအရင်းကိုမြုပ်နှံပြီးကမ္ဘာပေါ်တွင်အကြီးဆုံးအင်ပါယာအဖြစ်ရပ်တည်နိုင်သည်တို့ရာတွင်၎င်း၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင်အာရှနှင့်အာဖရိကထက်စာလျှင်အမေရိကန်ရှိဥရောပသားများသိမ်းပိုက်ထားသောနိုင်ငံများသို့ပို့သည်ကများသည်တစ်ဖက်တွင်မူဂျာမနီကိုကြည့်လျင်အေယာမစက်မှုကော်ပိုရေးရှင်းများနှင့်ဗန်များပေါင်းထားသည့်အရင်းရှင်စနစ်ရှိတော်လဲဂျာမနီကိုလိုနီမှာအနည်းငယ်သာရှိသည်လီနင်ကမူဂျာမန်တို့၏ထိုကြီးကျယ်လာသောလုပ်ငန်းကြီးများကိုဗန်နာရေးအရင်းပုံစံဟုခေါ်သည်အခြားသောဝေဖန်သူတို့ကမူလီနင်သည်အင်ပါယာစနစ်ဖြင့်အရင်းရှင်စနစ်ဆဲတွင်ခြင်းဟုသောအယူအဆတွင်ထိုနိုင်ငံများ၏လုပ်နည်းကိုင်နည်းအစဉ်စဉ်ကိုလူတီထက်ပို၍ပုံကြီးချက်တွေးထားသည်ဟုဝေဖန်ကြသည်အဘဲကြောင့်ဆိုသောသူတို့အမြင်တွင်လီနင်ပြောခဲ့သောအပြောင်းအလဲများပုံစံသည်20ရာစုအစောပိုင်းကိုလိုနီခေတ်နှင့်မကိုက်လှပဲယ
ယနေ့ globalization ခေတ်နှင့်ပို၍ကိုက်နေသောကြောင့်ဖြစ်သည်ဥရောပ၏19ရာစုနှောင်းပိုင်းစီးပွားရေးအကြမှာခေတ်သစ်အင်ပါယာဝါဒခေါင်းထောင်လာခြင်းနှင့်အတူကိုလိုနီနယ်ချဲ့ခြင်းနောက်ဆုံးအတုပ်ဖြစ်ပျက်နေခြင်းတို့နှင့်တိုက်ဆိုင်နေကြောင်းဆက်ပြတော်လဲ၎င်း၏အင်ပါယာဟူသောအတွေ့အခေါ်တွင်ဥရောပအင်ပါယာများဖြစ်ထွန်းပုံကိုကိုလိုနီနယ်များတွင်ဖြစ်ပေါ်လာသောအဖြစ်အပျက်များကိုထည့်သွက်မထားပေ1916ခုနှစ်ကကမ္ဘာကို၎င်းကပုံဖော်ရာတွင်နိုင်ငံရေးအရာလွတ်လပ်သည့်ဥရောပမှရွှေ့ပြောင်းလာသူများအများဆုံးနေထိုင်နိုင်ငံဖြစ်နေခဲ့သောအာဂျင်တီးနားကိုဗြိတိရှတို့၏ကိုလိုနီတဝက်တစ်ပြက်နိုင်ငံဟုရေးခဲ့ပြီးပေါ်တူဂီကိုမူဗြိတိန်၏ဩဇာခံနိုင်ငံအမျိုးအစားတစ်ခုအဖြစ်ဖော်ပြခဲ့သည်ထိုအချိန်တွင်ပေါ်တူဂီသည်မူလအင်ပါယာတရဖူပေါ်မှယတနာဟုထင်ရှားရလောက်သောကိုလိုနီနိုင်ငံဟောင်းဘရာဇီးကိုလက်လွတ်ခဲ့ရပြီးနောက်အာဖရိကနှင့်အာရှတွင်ကိုလိုနီအချို့ကိုထိန်းထားနိုင်ခဲ့သည်ကိုလိုနီနယ်ချဲ့အငယ်စားနိုင်ငံတစ်ခုဖြစ်နေပေသည်နယ်ချဲ့အင်ပါယာစနစ်ကိုခေတ်သစ်နိုင်ငံတကာအရင်းရှင်စနစ်ဟုယူဆတော်လဲမူလကအင်ပါယာဆိုသည့်အဓိပ္ပာယ်နှင့်များစွာကွဲလွဲပေသည်နယ်ချဲ့စနစ်မတိုင်မီကအင်ပါယာသည်နိုင်ငံရေးပြရုပ်တစ်ခုသာဖြစ်သည်ခေတ်သစ်ဗြိတိန်ကိုလိုနီအင်ပါယာမှမူရှေးကရှိခဲ့သည့်ရောမအင်ပါယာသို့မဟုတ်အနောက်အာရှတောင်အာရှနှင့်အရှေ့အာရှတို့တွင်ရှိခဲ့သောအင်ပါယာကြီးများနှင့်ကွာပေလိမ့်မည်ခေတ်သစ်အင်ပါယာစနစ်မှာကိုလိုနီခေတ်၏နောက်ဆုံးနေ့ရက်များအထိအသက်ရှည်ခဲ့ကြောင်းလီနင်ကရှင်းလင်းပေသည်ထို့ပြင်ခေတ်သစ်နယ်ချဲ့အင်ပါယာစနစ်မှာရာနှုန်းပြည့်အရင်းရှင်ကမ္ဘာစီးပွားရေးစနစ်ဖြစ်ခဲ့ကြောင်းအဆိုမှာအာရှနှင့်အာဖရိကနိုင်ငံများကိုလိုနီစနစ်အောက်မှလွတ်လပ်ရေးရရန်ကြိုးပမ်းမှုများမပါဘဲပြည့်စုံလိမ့်မည်မဟုတ်ပေအသိမ်းပိုက်ခံနိုင်ငံများတွင်ကိုလိုနီခေတ်ကကဲ့သို့နိုင်ငံရေးဖိနှိပ်မှုကိုသုံး၍၎င်းဥပဒေဖြင့်ကွပ်ညှက်၍၎င်းအမျက်ထုတ်နိုင်သောမည်မဟုတ်ရာကမ္ဘာအရရက်မှစီးပွားအားများကိုရော့တိရော့ရဲသာတွန်းအားပေးနိုင်သည့်ခေတ် Dual Completion of Economic Forces ဟုတွင်လာခဲ့သည်ကိုလိုနီနိုင်ငံဟောင်းများသည်ပြည်တွင်းရောပြည်ပတွင်မှယခင်ရှိခဲ့သောစနစ်ဟောင်းဖိအားပုံစံများကိုအစားထိုးနိုင်ရန်အစီအစဉ်သစ်များအကောင့်ထဲပေါ်လာကြရသည်ကိုလိုနီအင်ပါယာများနှီးကုံအဆုံးသတ်သွားကြတဲ့ကဖြစ်လာခဲ့သောအချိန်ကာလများကိုအခန်း၄နှင့်၅တို့တွင်ကျွန်တော်ဆွေးနွေးသွားပါမည်ရှေ့တွင်မူအရင်းရှင်စနစ်နှင့်ကိုလိုနီစနစ်များကိုကြည်ကြည်လစ်လစ်ပင်အကျယ်ချဲ့ပြောပြလိုပါသည်ကိုလိုနီစနစ်သည်လဲရအခြေပြုလူမှုအဖွဲ့အစည်းများထဲမှအုပ်ချုပ်ခံပြည်သူများဘဝကိုမြည်တို့အကျိုးသက်ရောက်မှုများရှိစေခဲ့သည်။ထို့သဖြင့်ထိုပြည်သူများ၏လောက်အားပုံစံများနှင့်မြေယာပုံစံများကိုမြည်တို့ပြောင်းလဲစေခဲ့သည်။